想ဆိုတာချင်းဒီလို့ပဲအဓိပ္ပာယ်ရတာလားဒါဆိုရင်我想你ကိုဘယ်လိုဘာသာပြန်မလဲဟုတ်ပြီဒီနေ့တော့想ရဲ့အသုံးများတဲ့အဓိပ္ပာယ်၄မျိုးကိုဥပမာဝါကျလေးနဲ့အတူလေ့လာကြည့်အောင်နံပါတ်1ကလှုပ်ချင်တယ်想ရဲ့အနောက်မှာ verb ဆိုလို့ရှိရင်တခုခုကိုလှုပ်ချင်တယ်လို့အဓိပ္ပာယ်ရပါတယ်想去想学想喝想看စသဖြင့်ပေါ့ဥပမာက我想学中文想ရဲ့အနောက်မှာတင်ယူသည်ဆိုတဲ့ verb လေးလိုက်ထားတယ်ဆိုတော့တင်ကျင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ကျမဟာတရုတ်စာကိုတင်ကျင်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုက我想去中国去ဆိုတာတွားသည်想去ဆိုတော့တွားချင်တယ်ဘယ်ကိုလဲ中国တရုတ်နိုင်ငံ我想去中国ကျမတရုတ်နိုင်ငံကိုတွားချင်ပါတယ်လို့ပြောတာဆိုတော့ဒီဝါကျမှာရွှဲတို့ချွေတို့ဆိုတဲ့ verb တွေကရှောင်ရဲ့အနောက်မှာလိုက်ထားတာဖြစ်တဲ့အတွက်လှုပ်ချင်တယ်လို့ပြန်ရပါမယ်။နံပါတ်1တတိရတယ်ဒါမှမဟုတ်လွမ်းနေရှောင်ရဲ့အနောက်မှာလူဒါမှမဟုတ်နေရဆိုလို့ရှိရင်တော့တတိရတယ်လွမ်းနေဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဥပမာက我想你你ဆိုတာကလူဆိုတော့我想你ငါမင်းကိုတတိရတယ်မင်းကိုလွမ်းနေပေါ့နောက်တစ်ခုက我想家家ဆိုရဲအိမ်ကိုလွမ်းနေကျမအိမ်ကိုလွမ်းပါတယ်ပေါ့ဒါကြောင့်我想你ကငါမင်းကိုလိုချင်တယ်မဟုတ်ဘူးနော်ငါမင်းကိုလွမ်းနေလို့အတိတ်ပဲရတာပါဆိုတော့တရားရောက်ကိုတတိရတယ်ဆိုရင်တော့我想你လို့သုံးပေးရမယ်နော်โอเคနံပါတ်3စဉ်းစားတယ်မေးခွန်းတစ်ခုအကြောင်းအရာတစ်ခုကိုစဉ်းစားတယ်လို့ပြောချင်တယ်ဆိုရင်想ကိုသုံးနိုင်ပါတယ်ဥပမာက让我想一想想一想စဉ်းစားတယ်让我ဆိုတော့ဘယ်ရစေအောင်ပေါ့ငါ့ကိုစဉ်းစားပါရစေအောင်ကျမကိုစဉ်းစားပါရစေအောင်လို့ပြောတာပါနောက်တစ်ခုက你再想想再ဆိုတာထပ်ပြီးတော့想想စဉ်းစားကြည့်ပါ你再想想မင်းထပ်ပြီးတော့စဉ်းစားကြည့်ပါအောင်ထပ်စဉ်းစားကြည့်ပါအောင်လို့ပြောတာပါဆိုတော့想一想想想ဆိုတာစဉ်းစားကြည့်တယ်ဆိုတဲ့သဘောပါနောက်တစ်ခုကထင်နေဒါမှမဟုတ်ယူဆတယ်ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပြောတဲ့အခါမှာ我想အနောက်မှာဝါကျပုံစံနဲ့သုံးနိုင်ပါတယ်我想他今天不会来了不会来ဆိုတာမလာတော့今天ဒီနေ့不会来了ဒီနေ့မလာတော့ဘူး我想他今天不会来了ဆိုတော့သူဒီနေ့လာတော့မှာမဟုတ်ဘူးလို့ကျွန်မထင်တယ်သူ့ရဲ့ထင်မြင်ယူဆချက်ကိုပြောလိုက်တာမလာတော့ဘူးအဲ့ဒါကိုပြောချင်တာပါ我想他今天不会来了ဒီနေရာမှာ我想ကကျမလှုပ်ချင်တယ်မဟုတ်ဘဲနဲ့ကျမထင်တာကတော့ငါထင်တာကတော့လို့အဓိပ္ပာယ်ရတာပါโอเคအဲ့ဆိုတော့အတူကျုပ်ကလေးကိုမှတ်မိလွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်ရှောင်ရဲ့အနောက်မှာ verb လိုက်မယ်လှုပ်ချင်တယ်ရှောင်ရဲ့အနောက်မှာလူဒါမှမဟုတ်နေရဆိုလို့ရှိရင်တော့တတိယတွေလွမ်းနေပေါ့ရှောင်ရင်ရှောင်ဒါမှမဟုတ်ရှောင်ရှောင်ဆိုလို့ရှိရင်တော့စဉ်းစားကြည့်တယ်စဉ်းစားတယ်လို့ပြောတာ我想ရဲ့အနောက်မှာဝါကြလေးတစ်ခုရှိနေမယ်ဆိုလို့ရှိရင်တော့ထင်တယ်ယူဆတယ်လို့ဒီလိုလေးမှတ်ထားလို့ရတယ်ဆိုတော့ရှောင်ကိုတွေ့တိုင်းလှုပ်ချင်တယ်လို့တမ်းမပြန်ပါနဲ့နော်သူ့နောက်မှာဘာလိုက်လဲဆိုတာကိုသိချကြည့်ရပါမယ်နော်โอเค我想妈妈ဆိုလို့ရှိရင်ဘာအဓိပ္ပာယ်ရမလဲအဖြေကို comment မှာရေးခဲ့ပေးဦးနော်ဒီလိုတရုတ်စာအသုံးတွေကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင် follow လုပ်ထားနော်သင်တန်းလေးတွေလည်းရှိပါတယ်သင်တန်းလေးတွေရဲ့အသေးစိတ်ကိုစုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်တော့ Facebook ရဲ့ page Messenger Viber Telegram ကနေပြီးတော့စုံစမ်းနိုင်ပါတယ်နော်ဒီဗီဒီယိုလေးကသင်အတွက်ထောက်ကူဖြစ်မယ်လို့လည်းယုံကြည်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်我们下一个视频见拜拜